Hello ကိုမလိုမင်္ဂလာပါကျွန်တော်ရဲ့ 2D view channel ကနေကိုမလိုမျိုးပြန်ကြည့်လိုက်ပါတယ်ဒါကျွန်တော်ရဲ့ channel တစ်ပေါ့နော်ကိုမလိုမင်္ဂလာပါကျွန်တော်ဆောင်းက live လို့နေတဲ့ line ကအဆင်မပြေလို့ကျွန်တော်ကိုမကြီးကတိတိကြီးနေမှာကျွန်တော်ခုဗီဒီယိုရိုက်ပြီးတော့တင်ပြလိုက်ပါတယ်ကျွန်တော်ကိုမနော်ကျွန်တော်တို့အခုဗီဒီယိုကမဖြစ်ရင်8ရက်နေ့ဟုတ်တယ်နော်မဖြစ်8ရက်နေ့9လ sorry ကိုမ8ရက်နေ့9လပိုင်း2025ကျွန်တော်7နိုင်တမိနစ်ကျွန်တော်လာပြီးတော့ဗီဒီယိုလေးရိုက်ပြီးတော့တင်ပြလိုက်ပြီပါနော်ဒီဗီဒီယိုကတူတူလေးပါနော်အဲ့တော့ကိုမရဲ့ဗီဒီယိုကိုစောင်းစရာလေးကြီးပါနောက်တစ်ခုကကျွန်တော်ရဲ့ကိုမရဲ့အဆင်ပြေမဲ့သူလက်မလေးတွေဒီနေ့ပြတာကိုပြောချင်ပါအဲ့အားလုံးပဲနေကုန်အဆင်ပြေကြမယ်နော်ကိုမကျွန်တော်မနေ့လဲအဆင်ပြေမယ်မနေ့ကျွန်တော်တို့9ပတ်တီနော်ညနေမှကျွန်တော်ခွန်ပတ်တီကိုမလုံးမယ်အဆင်ပြေမယ်ယူကတီကကျွန်တော်ကမကောင်းခဲ့ကိုမနော်အဲ့တော့မနေ့ကချက်တာပရင်းနေဘူးချက်တာပရင်းတောက်ကြနေဒီနေ့ကျန်ဒီရဲ့ကျွန်တော်ကိုမကောင်းဆုံးတော့ကြိုးစားပေးမယ်နော်ကြိုကျွန်တော်သွားလိုက်ကြအောင်နော်မနေ့ပြန်ဟိုချက်တာပရင်းနေ7နိုင်တမိတွေတီးတန့်ဖြစ်ပါတယ်နေ့လည်တဲ့နိုင်ခွဲကြတာကျွန်တော်လိုက်ရှိပါမယ်နော်ကိုမကျော်ဆုံးက live လူနေတဲ့ line ကအဆင်ပြေပြီးတော့ပါနော်အဲ့ကုမိုင်းမဖြစ်ကျွန်တော်ဒီမှာဂျာတာရီနေမသွားခင်ဗုဒ္ဓမကျော်ကုမိုင်းအားလုံးပဲshare ဆင်ပေးကြမယ်နော်ဒီနေ့မှာကျွန်တော်ဗုဒ္ဓမကျော်9ပတ်တီးပြီးလို့ရှိရင်9 3ရယ်9နှစ်ကဲ9 9ရယ်ဆိုပြီးမရောက်3ကပ်ပေးတာကုမိုင်းလုံးပဲ9 9ဆိုပြီးတော့မရောက်ခွက်ရကြမယ်လို့ဒီမိုင်းနော်အဲ့တော့အခုဝင်နေတဲ့ကုမိုင်းကကျွန်တော်ဖုန်းနံပါတ်လုံးမဲ့3မိုင်းဖုန်းနံပါတ်လုံးမဲ့3မိုင်း3ညာကို9ခွန်3ညာ9နှစ်9 9နှစ်9ဆိုဖုန်းနံပါတ်လုံးမဲ့3မိုင်းကျွန်တော်ဖွဲ့ဝင်ကနောက်ဘက်ကျမှပြန်ပြီးတော့ခေါ်ပါမယ်နောက်ဘက်ကျရင်လည်းလင်းနာလေးတည်းပိတ်တယ်နော်အဲ့တော့ကျွန်တော်စနေရင်းကျမှဖွဲ့ဝင်ရခေါ်မယ်နော်3ညာကို9ခွန်3ညာ9နှစ်9 9နှစ်9ဆိုဖုန်းနံပါတ်လုံးမဲ့3မိုင်း9မိုင်းနော်အဲ့တော့ကျွန်တော် comment မှာပင်ထောက်တာပြီးမယ် Telegram လေးကိုတွိုင်းမကျွမ်းနေချိုင်းတာနော်ကြကျွန်တော်တွားလိုက်ကြအောင်9မိုင်းအဲ့တော့ကျွန်တော်ဗီဒီယိုမှာပြန်8ရက်နေ့9လပိုင်း2025 7နိုင်တမိနစ်ကြာတာဗီဒီယိုအတွက်နော်ကြာတာဗီဒီယိုအတွက်ကျွန်တော်ဒီမှာ1ချင်းကကျွန်တော်4ခု1ချင်းကိုခြင်ပြီးထားပါရင်နော်အဲ့တော့ကျွန်တော် live လို့ရင်တော့ live မှာ AC ပြောင်းလို့ပါပဲ live မှာ AC ပြောင်းလို့9မိုင်းနော်ဒါပေမဲ့ line ကတိတ်ပြီးတော့ဆင်ပြီးလို့ကျွန်တော်နောက်ရက်ဒီမှာ live ကလွှင့်မယ်နော်ဝမ်းချင်းက4ခုဝမ်းချင်းမှာကိုမိုင်း4နဲ့ပတ်သက်လို့ကျွန်တော်ဒီမှာ3ခွက်ယူမယ်ကျွန်တော်9နဲ့ပတ်သက်လို့3ခွက်ယူမယ်နော်ကိုမိုင်းကိုကျွန်တော်ညောင်းရရားစင်လို့2ခွက်တည်းယူပေးခဲ့တာနော်ဒါပေမဲ့5ခုကလည်းကံမကောင်းစားနေပဲကျွန်တော်က9ကမချိုက်တော့ပေးခဲ့လိုက်တယ်နော်အဲ့ဒီဘက်ကမော့ကိုမိုင်းမင်းရောက်ခွက်တွေကမနေ့ကလေးရတယ်နော်ညနေမှာခွန်ပတ်တိလာလုံးဆင်ပေးမယ်နော်ကိုမိုင်းအဲ့ကျွန်တော်ဒီမှာကျွန်တော်4နဲ့ပတ်သက်လို့ပါရှိမယ်ဆို4နဲ့ပတ်သက်လို့ကျွန်တော်ကိုမိုင်းမှာ4 6ရှိမယ်နော်4 6ရှိမယ်နောက်တစ်ခုကကျွန်တော်ကိုမိုင်းရောဒီမှာ4နဲ့ပတ်သက်လို့ကျွန်တော်4နဲ့ပတ်သက်လို့4 6 4 8 4 3ရှိမယ်9 6 9 8 9 3ရှိမယ်4 6 4 8 4 3 9 6 9 8 9 3မှာမပြတဲ့နေကုန်သားကျွန်တော်ကိုမိုင်း3 8ဝန်းကျင်ရှိပါတယ်တကယ်လို့3မဲ့လိုက်နေကိုမိုင်းပြီး8ပဲလိုက်နေကိုမိုင်းပြီး sorry ကိုမိုင်း3ကြိုက်တဲ့ကိုမိုင်းပြီး8ကြိုက်တဲ့ကိုမိုင်းပြီးကျွန်တော်မပြန်7နိုင်မီတာကိုကျွန်တော်ဒီနေ့နေ့ညနေ4နိုင်ခွဲမှာနေဆုံးတစ်လုံးကြပါလိမ့်မယ်နော်3 8ဝန်းကျင်ကြည့်ပါနေကုန်ဝန်းကျင်ကျွန်တော်ညောင်းကကိုမိုင်းကိုလည်းပြောခဲ့ပြီနော်တနေ့ကုန်စားနှစ်ခုဝန်းကျင်ရှိရဲအဲဒီနှစ်ခုဝန်းကျင်ကိုကျွန်တော်3ညာ9နဲ့ကတ်မယ်ဆိုပြီးမနက်ကတော့ပြီးပေါက်ထပ်မသွားဘူးเนาะညနေအားကြောင့်ကျွန်တော်မနက်စာညနေမလာဘူးလေညနေနှစ်ခုဝန်းကျင်ကနှစ်ကိုမကြိုက်လို့ခွန်လုံးမှယူပေးခဲ့တယ်เนาะ6နဲ့6ခုဝန်းကျင်ဆိုယူပေးခဲ့တယ်เนาะကိုမအဲဒီအားလုံးပဲကဲတော့ရပမှာညနေတဲ့နေကိုဝန်းကျင်က3ခု3 8ဝန်းကျင်ရှိပါတယ်เนาะမနေ့မလာညနေလာပါလိမ့်မယ်ကျွန်တော်ကညနေကိုနည်းနည်းပို့ပြီးတော့အတန်မီနေအဲဒီတော့မနေ့မှကလေးကတွဲစီမယ်ဆိုကျွန်တော်ဒီမှာ4နဲ့ပတ်သက်လို့4 6ကဲ4 3ကဲ4 8ကဲ9 6ကဲ9 3ကဲ9 8ကဲမှာကိုမိုင်းเนาะအဲ့တော့တကွက်ကောင်းနေနေကျွန်တော်ကိုမိုင်းရော်ဒီမှာ4 3ညာ9 3ညာဆိုပြီးတကွက်ကောင်းယူပေးထားပါတယ်ကိုမိုင်းတိုက်နေတဲ့ဆိုကောမှာဥကလေးတန်းစီပြီးတော့တရားချက်တီမှန်းပေးခဲ့ပါအောင်ခင်ဗျာเนาะအဲ့အားလုံးပဲကြည့်သူများဒီမှာကျွန်တော်ဗီဒီယိုကချိန်ဆိုရင်တင်ရကြာမှာကြောက်လို့ကိုမိုင်းကျွန်တော်ဒီဗီဒီယိုကကြောက်နေပဲရက်ပြီကျွန်တော်เนาะအားလုံးပဲကြည့်နေပြီကျွန်တော် channel ကို subscribe လုပ်တယ် subscribe လုပ်ထားပါเนาะကျွန်တော်ည9နာရီတိုင်းလိုက်ရှိပါတယ်ဒီနေ့တော့နောက်ကြမှာပြနော်ကိုမိုင်းအခုရက line လေးဆင်ပြီးတော့ကျွန်တော်ဗီဒီယိုပဲတင်ပေးနေရနော်အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုမိုင်းနော်ကျွန်တော်ဒီဗီဒီယိုမှာကုန်ဖြောပြပြီးသွားပြီတနေ့တဲ့ဆိုကျွန်တော် like နဲ့ comment လေးတရားရှယ်ရေးပေးသားခဲ့နော်အားလုံးပဲကျေးဇူးများတင်ကိုမိုင်းနော်နောက်ကျန်ရက်ကိုအကောင်းဆုံးတကွာအောင်မြယူသားပေးမယ် comment မှာ Telegram channel လေးထောက်ပြင်ထောက်ပေးတာနော်အားလုံးပဲကျေးဇူးများတင်ပါတယ်ကိုမိုင်း